19ရက်တလ2026ရက်နေ့10:33ချိန်ကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မြို့နယ်တာယာကုန်းရပ်ကွက်နှင်းစီလမ်းမှာမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level 2ရင်အုပ်စုများထွက်ခွာခင်းသက်လျက်ရှိပါသည်ကျွန်တော်နာကူရန်ကုန်သီးသန့်မီးတပ်တပ်ဖွဲ့အနေနဲ့လည်း level 2ရင်အုပ်စုပါတာဖြစ်တဲ့အတွက်မီးတပ်ရင်တစ်စီးမီးတပ်ရေတပ်ရင်တစ်စီးထွက်ခွာခင်းသက်နေပါတယ်မီးလောင်မှုမှာမီးခိုးမီးတောက်လည်းများတယ်တိုက်ခန်းအမြင့်တွေလောင်နေခြင်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဆက်ထဲမှာကြားရတယ်ပြီးတော့ဌာနချုပ်ကနေလည်းရှာဖွေကယ်ဆယ်ရေးရင်နဲ့တပ်ဖွဲ့တွေထွက်လာပြီဆိုလည်းသတင်းကြားရတယ်မင်္ဂလာတောင်ညွန့်ကိုအနီးဆုံးနဲ့ကားအရှင်းဆုံးလမ်းရတော့ကျွန်တော်တို့ကြက်ဘဲစည်းလမ်းပဲဆိုပြီးကျွန်တော်တို့အဲ့လမ်းကနေပဲဆင်းမယ်အဲ့လမ်းကနေဆင်းပြီးတော့ဂျပန်တရားပေါ်ကတက်ပြီးတော့ဟိုဘက်အစင်းဆိုရင်ဒါမင်္ဂလာတောင်ညွန့်ဘက်ပဲအဲ့လိုနီးနဲ့ကျွန်တော်တို့သွားမှာဖြစ်တယ်ဗျခုမီးလောင်မျိုးတော့ကျွန်တော်တို့ရောက်ပြီမီးခိုးတွေကတော့တော်တော်များနေတယ်ဘေးဘဝင်းကျင်မှာလည်းမီးခိုးကတော်တော်များနေတယ်ကျွန်တော်မီးလောင်မြင်ရှိတဲ့အောင်သွားပါမယ်မီးခိုးတွေကအများများနေတယ်ဒါကြောင့်ကျွန်တော်မှရှိတဲ့ gas mask ကိုပဲထုတ်ပြီးတော့ကျွန်တော် gas mask ဝတ်ပြီးတော့သွားပါမယ်အခုကျွန်တော်သွားမှာတော့မီးလောင်မှုဖြစ်တဲ့တိုက်ခန်းရဲ့အနောက်ဘက်ခြမ်းမှာဒီနားကတိုက်ခန်းတွေကတလန်းမှာဖင်ချင်းပေါက်တိုက်နှလုံးစီရှိတာပါနှခမ်းစီပေါ့အဲ့လိုမျိုးရှိတယ်အရှိဘက်ကကျွန်တော်မဝင်ဘူးအရှိဘက်မှာလည်းတစ်ဖွဲ့ရှိတယ်ကျွန်တော်တို့ဒီနောက်ဘက်ကဝင်ပါမယ်ကျွန်တော်ဒီနောက်ဘက်ကဝင်ချင်းမှာပဲအထဲကိုရောက်သွားတော့ဘာတွေ့လဲဆိုတော့တန်စကားတွေတန်ပန်းတွေနှစ်ထပ်ကာထားတယ်ဗျဒီမှာမီးသက်သမားတွေကဒီတန်ပန်းတွေကိုဖြတ်ပြီးတော့အထဲကိုရေထိုးနေရတယ်ဖြတ်တဲ့ခါမှာလည်းတကားတစ်ပေါက်ပဲဖြတ်လို့ရတယ်ကျန်တဲ့ပေါက်တွေအကုန်လုံးပိတ်ထားတယ်အဲ့ဒါနဲ့ကျွန်တော်မီးသက်ကားပေါ်ကဂိုးကတ်တာကိုသွားယူပြီးတော့အဲ့တန်ပန်းတွေကိုကျွန်တော်ရဲ့မီးသက်ကညီတယောက်နဲ့ကျွန်တော်2ယောက်ဖြတ်ပြီးတော့ဒီမှာရေပက်လို့ရအောင်လို့ကျွန်တော်တို့အပေါက်ဖောက်ပြီးတယ်ဗျအဲ့ဒီဗီဒီယို footage ကတော့မပါလာဘူးကျွန်တော် GoPro က battery error တက်ပြီးတော့ battery ကဖောင်းပြီးတော့ဒီဗီဒီယိုတွေကိုသူမရိုက်နိုင်တော့ဘူးဖြစ်ပြီးပူပြီးတော့သူမရိုက်တော့ဘူးဗျအဲအကြောင်းအဲ့ဗီဒီယိုတွေတော့မပါဘူးဒါကျွန်တော်ရှင်းပြတာပါအခုဒီနေရာတော့ဒါမီးလောင်မှုဖြစ်တဲ့ရှေ့ဘက်မျက်နှာစာပါကျွန်တော်မျက်စိရှိမှာတော့တိုက်ခန်းနှက်ခမ်းလောင်နေတာပါတိုက်ခန်းမြင်းကြီးအတွက်အောက်ထပ်နှက်ခမ်းလောင်နေတာပါဒီနှစ်ထပ်လုံးရဲ့အထဲမှာလောင်စာတွေရှိပါတယ်တစ်ဖက်တိုက်ခန်းမှာတော့ပိတ်လိပ်တွေရှိပါတယ်ကျွန်တော်တို့အင်ကြီးချုပ်တဲ့အကွက်ပိတ်လိပ်တွေဒီအသားတွေကမီးလောင်လွယ်တဲ့အသားတွေပါညာဘက်ကတိုက်ခန်းမှာပိတ်လိပ်တွေထားပြီးတော့ဘယ်ဘက်ကတိုက်ခန်းမှာတော့ချုပ်ပြီးသားအထည်တွေကိုပါကင်ပိတ်နဲ့အသစ်တွေအများကြီးထားတာဖြစ်ပါတယ်ဒီလောင်စာတွေကနေပဲမီးကအကြီးအကျယ်လောင်ပြီးတော့အထဲမှာမီးခိုးတွေအများများနေတာခိုင်တာရေထားထိုင်နေပြီကြောက်တယ်ကျွန်တော်တို့တပ်ဖွဲ့ရဲ့တပ်စုမှုကနောက်ကလိုက်လာတာဖြစ်တဲ့အတွက်ကျွန်တော်သွားတဲ့လူဝင်အားစက်အင်အားရှေ့မှာရှိနေတဲ့အခြေအနေကိုသတင်းပို့တာရောက်ကြတဲ့က ရေုံမှာ
တွေ့တယ်ဒီတော့တယ်လောင်စာပိတ်လိပ်တွေဖြစ်တဲ့အတွက်ဒီလောင်စာတွေကိုချော့ချဖို့ကိုလင်းပေးပြီးတော့ပိတ်လိပ်တွေကိုအပြင်ကိုဆွဲထုတ်တာပါပိတ်လိပ်တွေကတာမန်ချိန်မှာတော့20 kg လောက်ပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ရေဖျန်းလိုက်တဲ့အခါမှာရေခွိတ်နဲ့ပိတ်လိပ်တစ်လိပ်ကို90ကနေ60 kg လောက်ဖြစ်သွားတယ်လူတစ်ယောက်ကိုဒီပိတ်လိပ်တစ်လိပ်မနှင်းမှားမီးကိုကလည်းအရန်ဖွန်တော့ကျွန်တော်တို့တော်တော်လေးလောက်ရကန်ရခတ်ပါအခုဒီဆက်ကတော့မြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ရဲ့အသုံးပြုနေတဲ့မီးငိမ့်တက်တဲ့ဆက်ဖြစ်ပါတယ်ဒီဆက်ကိုဒီမှာတော့ nano loop လို့ခေါ်ပါတယ်သူကလူတွေမရောက်နိုင်တဲ့နေရာကိုတိုးဝှေ့ပြီးတော့သွားနိုင်ပါတယ်သူ့မှာ battery နဲ့အလုပ်လုပ်တာမီးတပ်ပိုက်ကလည်းအာအယံပြင်းပါတယ်နောက်ကရေပိုက်တစ်ပိုက်ထည့်ပေးရုံပါရှေ့ကိုသူ့ဟာသူတိုးသွားနိုင်ပါတယ်တော့လူတွေအောက်ဆီဂျင်မရှိလို့မီးကိုအရန်မှုန်လို့အန်ဒီရများတဲ့နေရာတွေမှာဒီဆက်ကသွားပြီးတော့တာဝန်ထမ်းဆောင်နိုင်ပါတယ်ကျွန်တော်မှာ BA ဆက်မပါတဲ့အတွက် gas mask နဲ့ဆိုတော့ဒီမီးခိုးထဲမှာကြာကြာမနေနိုင်ပါဘူး။ရိုးတနက် mask တတပဲရှိတယ်ဗျ gas mask ဆိုတာလေ။အဲ့တော့ဒီမီးခိုးကထွက်လာသမျှအစိတ်တွေပါ။အထဲမှာအစိတ်ရှူရတယ်လို့ဖြစ်နေတော့ခေါင်းတွေမူးပြီးတော့ခဏဝင်လှုပ်လိုက်ပြန်ထွက်လိုက်အပြင်မှာအသက်ပြန်ရှူလိုက်အဲ့လိုပုံစံနဲ့ပဲကျွန်တော်အခုလုပ်နေပါတယ်။ BA ဆက်ဘာကြောင့်မိုးဝဲလဲဆိုတော့ကျွန်တော်က volunteer ပါ volunteer ဆိုတာစေတနာဝန်ထမ်းပါ။ကျွန်တော်တို့ကကိုယ်ပိုင်သုံးတဲ့ပစ္စည်းတွေတော့မများကိုယ့်ဘာသာကိုဝယ်ရတာပါ။အဲ့တော့ BA ဆက်တစ်လုံးရဲ့တန်ဖိုးကအခုဈေးနဲ့ဆိုညီမငွေ330လောက်ရှိပါတယ်ကျွန်တော်မဝယ်နိုင်ပါဘူးအဲ့တော့ကျွန်တော်မှရှိတာနဲ့ပဲကျွန်တော်ကူညီပေးတာပါဘာကြောင့်ဒီစကားကိုကျွန်တော်ပြောလဲဆိုတော့တချို့ကကျွန်တော်ကိုနိုင်ငံတော်ကတန်ဒီမီးသက်ဝန်ထမ်းခင်နေကြလို့ပါအဲ့တော့ကျွန်တော်ဘာပြောမြန်မာနိုင်ငံမီးသက်တပ်ဖွဲ့ကမချပေးဘူးလားဆိုပြီးပြောလို့ပါကျွန်တော်တို့ကစေတနာဝန်ထမ်းပါကိုယ့်ဘာကိုဝါသနာပါလို့စိတ်ပါဝင်စားလို့လူတွေကိုကူညီခြင်းလို့ပရိဒတ်စိတ်ရှိလို့ဒီအလုပ်ကိုလုပ်ကြတာပါကြိုပြီးပြောထားပါခင်ဗျာကျွန်တော်နားလို့ဝါလို့ရှိရင်ဒီပိတ်လိပ်တွေကိုလာပြန်ရွှေ့ပါတယ်ဒီပိတ်လိပ်တွေကအထက်ကလောင်စာတွေပါဒီပိတ်လိပ်တွေအပြင်ကိုများများရောက်လေလေလောင်စာများများကုန်လေလေမီးမြန်မြန်ငိမ့်လေလေဖြစ်ပါတယ်မီးမြန်မြန်ငိမ့်တော့ပြည်သူလူထုအသက်အိုးအိမ်စီးစိမ်မြန်မြန်ကာကွယ်နိုင်လေဖြစ်ပါတယ်ပြောလာမယ်မီးလောင်မှုတိုက်ခန်းနှခမ်းရဲ့ကြားမှာဒီလမ်းကြားတစ်ခုရှိပါသေးတယ်ဒီလမ်းကြားချားနေတဲ့ကြားနဲ့ကိုမီးကကူးသွားတာပါအပူချိန်အထဲမှာအရမ်းများလို့ပါအရမ်းများတဲ့အကြောင်းရင်းကလည်းလောင်စာများလို့ဖြစ်ပါတယ်ဒီဘက်တိုက်ခန်းကတော့မြင်းတဲ့အတိုင်းပဲရှက်အင်ကြီးတွေကိုချုပ်ပြီးသားတွေပါကင်လိုက်တွေအထုတ်လိုက်အများကြီးထားရတာပါဒီဟာတွေကလည်းလောင်စာတွေဖြစ်လို့ကျွန်တော်တို့အပြင်ကိုရွှေ့ထုတ်တာပါတယ်ဒါတွေရွှေ့ထုတ်တဲ့ဟာတွေမှာတချို့ဟာတွေကအရေးပျော်နေပါဘူးအရေးပျော်တော့ဘာဖြစ်လဲဆိုတော့ဒီအထဲမှာပါတဲ့ပင်အက်တွေရှိပါတယ်အင်ကြီးတွေကပင်အက်တွေအဲ့ပင်အက်တွေလည်းကျွန်တော်တို့ဆွဲထုတ်တဲ့ခါမှာစူးတဲ့လူတွေလည်းရှိပါသေးတယ်
ဒီရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ကတော့လေကားနဲ့ထောင်ပြီးတော့ဒီတိုက်ခန်းရဲ့အပေါ်ဓာတ်ကိုပါတက်တာပါဒီတိုက်ခန်းအတွင်းမှာလေကားရှိပါတယ်အပေါ်ဓာတ်ရှိပါတယ်ဒါပေမဲ့အဲ့ဒီကလောလောဆယ်တက်လို့မရသေးပါဘူးပိတ်လိတ်တွေကာနေတာရောအပူရှိန်အပေါ်မှာရှိနေတာရောမီးရှိနေတာတွေရောကြောင့်ပါအဲ့တော့အပြင်ကနေဂရိမောက်ခွဲပြီးတော့မှန်နေခွဲပြီးဝင်ရတာပါ အဖေကကလေးတွေမရဘူးလားဆက်ပါတော့ မီးလောင်မြင်မှတ်တမ်းဗီဒီယိုတွေတင်ပေးတဲ့အခါမှာတချို့လူတွေကမီးလောင်တာကိုပြပါလို့မီးပြပါလို့မီးကြီးကြီးလောင်တာကိုပြပါလို့ဆိုပြီးတော့ကျွန်တော်တို့တောင်းဆိုတယ်ကျွန်တော်ကမီးသက်သမားပါဘလော့ကာမဟုတ်ပါဘူးသတင်းတောက်လည်းမဟုတ်ပါဘူးအဲ့တော့ဒီမီးလောင်တဲ့နေရာကိုအမြဲသွားနေလို့မရပါဘူးကျွန်တော်တို့ကတာဝန်ပါမှသွားရတာနောက်တစ်ခုကကျွန်တော်တို့ရုပ်ရှင်ရိုက်နေရလည်းမဟုတ်ပါဘူးရုပ်ရှင်ရိုက်ရင်တော့စက်တင်တွေဆင်ပြီးတော့မီးတွေရှို့ပြမီးတွေညှိမ့်ပြလုပ်လို့ရပါတယ်ဒါကျွန်တော်တို့ကအပြင်မှာပကတိ realistic ပြည်သူလူထုကိုကူညီနေတာဖြစ်ပါတယ်ကျွန်တော်တို့မှာအန်ဒီရီအများကြီးရှိပါတယ်ဒီအခုဝင်သွားတဲ့နေရာတွေဆိုဒါအပေါ်တက်ကအချိန်မီပြိုကျနိုင်ပါတယ်ဒီလိုအန်ဒီရီကြားထဲမှာအလုံးလောက်ကင်နေရတာဖြစ်တဲ့အတွက်နားလည်ပြီးကြပါခင်ဗျာဒါကတော့မီးလောင်တဲ့တိုက်ခန်းရဲ့အနောက်ဘက်ခြမ်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့ဆရာတယောက်ကဒီလေးမင်းမမီးပါတယ်အပေါ်တက်ကမယ်ဆိုပြီးလာခေါ်ပါတယ်ကျွန်တော်အိုးထုံမှာမီးတက်ထားပါတယ်အဲ့တော့ကျွန်တော်ဒီကအပေါ်တက်မဲ့အဖွဲ့နဲ့မီးပြပြီးတော့အတူတူလိုက်ကမှဖြစ်ပါတယ်ကျွန်တော်တို့ကတော့မီးကတော့တော်တော်လေးတော့ဒီနောက်ကအေးနေပါပြီဒါပေမဲ့မီးကတော့ရှိနေပါသေးတယ်အဲ့တော့အပြင်ကနေဗန်တီလေတာနဲ့မှုတ်ပြီးတော့အထဲကိုတဖြည်းဖြည်းချင်းတိုးရမှာဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောသလိုပဲဒီတိုက်ခန်းရဲ့အထဲမှာနောက်ထပ်အထက်တစ်ထပ်ရှိသေးတယ်ဆိုတာဒီနေရာပါအဲ့ဒီအထက်ကိုတက်ဖို့တော့ဒီမှာလှေကားရှိပါတယ်ဒီလှေကားအစကတော့တက်လို့မရသေးဘူးဗျဘာလို့ဆိုတော့အပေါ်တက်မှာလောင်စာရင်းနဲ့မီးအရင်လောင်နေသေးတယ်တော့ဒီဘောကနေပြီးတက်ပြီးတော့အပေါ်ရောက်အောင်သွားရမှာဖြစ်ပါတယ်မီးဝါရဲတော့ကိုလာဝီရောရေတောင်းလားရေကျွန်တော်ဒီဘော်တက်မှာတော့လောင်စာတွေလည်းရှိသလိုမီးသက်ပိုက်ခေါင်းက၄ခေါင်းလောက်နဲ့ကိုလင်းဖျန်းနေရပါတယ်ကိုလင်းဆိုတဲ့သဘောတရားတစ်ခွဲ 3D nozzle ကို spray ပေးပြီးတော့ spray ဆိုရေမုံရေမွားပုံစံမျိုးပေးပြီးတော့မီးတော့လည်းမထွက်အောင်မီးကိုလည်းမထွက်တော့အောင်အေးနေအောင်လုပ်တဲ့သဘောဖြစ်ပါတယ်အဲ့ဒီနီးစနစ်နဲ့အခုဖျန်းနေရပါတယ်တချို့လိုက်ပြီးလောင်နေတဲ့အပုံတွေကိုတော့ဂျက်နဲ့ထိုးပြီးတော့ဖြေချောက်ရပါတယ်ဒီလက်သမားကြီးလည်းပင်ပန်းပါတယ်အခုတော့ကျွန်တော်မြောက်တကုံအရန်ရပဲကိုမော်ကြီးကမုတ်လာကျွေးပါတယ်ထဲကပေါင်မုတ်တွေပါ
ကျွန်တော်ဒီဘောကပိုက်ကင်ပြီးဖျန်းနေတဲ့မီးသက်ဖိုက်တာတွေကိုအကုန်လုံးမျှစားလို့ရအောင်တယောက်တစ်လုံးအများစားတဲ့ပုံစံမျိုးနဲ့ပေါင်မုတ်ကျွေးမယ်ရေးတိုက်မယ်ဒီလိုလုပ်ပေးမယ်ဗျာယခုမီးလောင်မှုကတော့17:15အချိန်မီးထိန်ပြီးတော့17:42အချိန်မီးငိမ့်ပါတယ်ခင်ဗျာကျွန်တော်ပဲတက်ဆုံးရပြီတော်ပြီဒီကောင်လေးဆိုမုတ်လဲစားတယ်ရေလဲစားတယ်ကုလားဘူကြီးတွေတိုက်ပါအောင်ဆိုတော့ကျွန်တော်ရှိရကုန်တိုက်လေတယ်ဘာလို့ဆို तू ကလေလှေကားနဲ့အဲ့တိုက်နှစ်တိုက်ကြားမှာတက်နေရတယ်အဲ့လှေကားနဲ့ပိုက်ကိုကင်ပြီးတော့အတွင်းကို तू ကြည့်ပေးနေရတယ် तू ပြန်မစင်းရသေးဘူးကျွန်တော်ရဲ့မီးလောင်မှုမှတ်တမ်းဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တချို့ကျွန်တော်မီးသက်အသုံးဆောင်ပစ္စည်းတွေလှူဒန်းပေးခြင်းနဲ့ဆိုလဲကျွန်တော်လက်ခံပေးပါမယ်လာမေးထားတဲ့လူတွေလည်းရှိလို့ပါအခုဆိုရင်ကျွန်တော်ဒီနေရာမှာ BA ဆက်မပါတာအရန်ဒုက္ခရောက်ပါတယ်ခင်ဗျာ BA ဆက်ပါရင်အခုထပ်ပို့ပြီးတော့အန်နီရကင်းကင်းနဲ့အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်မိဘပြည်သူများအနေနဲ့မီးလောင်မှုမှတ်တမ်းများနဲ့မီးသတင်းများကိုကြည့်ရှုလိုပါကကျွန်တော်ရဲ့ channel ကို subscribe and notification ခေါင်းလောင်းလေးလှုပ်ထားလို့ရပါတယ်အားလုံးပဲကျွန်တော်ကတော့လှဖို့ပါခင်ဗျာ